ထိုင်းနိုင်ငံမှာနေရင်ဘောနော်ဒီကိုကိုဒုက္ခပေးမဲ့အရာတစ်ခုကျွန်တော်ပြောပြမှာတော့အဲ့ဒါပါလဲဆိုတော့ဒီအခုထိုင်းနိုင်ငံမှာတော်တော်လေးကိုဒီလူသုံးဆွဲများတဲ့ဒီအပြုတ်ရည်ဘောနော်အပြုတ်ရည်ရဲ့ဒုက္ခဝေဒနာကိုအခုကျွန်တော်လာရှင်းပြမှာတော့ကျွန်တော်ခံစားနေရတာဒီအပြုတ်ရည်ကဘယ်လောက်ထိဒုက္ခကြီးတယ်လဲဆိုဘောနော်အလုပ်တွေလည်းပြတ်တယ်အပြုတ်ရည်နဲ့ပတ်သက်တဲ့ဒုက္ခမျိုးဘောနော်ဒီအပြုတ်ရည်ကိုတောက်ရင်စိုးကျိုးတအားကြီးရှိတယ်ဘောနော်ဘယ်လိုစိုးကျိုးမျိုးလဲဆိုတော့ဘောနော်ကိုဒီကောင်နေ့တိုင်းနေ့စဉ်အနည်းနဲ့ချီနဲ့တောက်မယ်ဆိုဘောနော်တရက်လောက်မတောက်ရဘူးဆိုရင်တော့တကူလုံးကစက္ကန့်ဖြစ်ပြီးတော့ကြက်သိန်းတွေထားပြီးတော့နေလို့မပြောဘူးတော့အယိုးတွေကိုက်အသားတွေတုံချွေးတွေပြန်ပြီးတော့ညအဲ့တဲ့ခါကျလဲကောင်းကောင်းမအေးရဘူးဟိုလဲဒီလဲပြီးတော့အိတ်လဲမပိုက်ဘူးအယိုးလဲနာတယ်အယိုးလဲကိုက်တယ်တကူလုံးချွေးတွေပြန်ပြီးတော့လူကတေချင်တဲ့စိတ်တွေဖြစ်လာတယ်ပေါ့နော်ဒါအပြုတ်ရဲဆိုးကျိုးပေါ့နော်ဒီအပြုတ်ရဲကိုကျွန်တော်သုံးဆွဲလာတာတနေ့နှစ်ကြော်ပေါ့နော်ကြာပြီးတဲ့ခါကျတော့ကျွန်တော်ကတရက်လေးမတောက်ရတော့ပေါ့နော်ကျွန်တော်ဘယ်လိုခံစားရဆိုဘာမှမလို့ချင်တော့စိတ်တွေလဲညစ်ပြီးတော့ကိုခံစားရတဲ့ဝေဒနာကိုမခံစားချင်တဲ့ကိုဆူဆိုက်လုပ်ချင်တဲ့သဘောမျိုးဖြစ်လာတော့အတူတူမှာဘယ်လောက်ထိအန်တယ်များတဲ့ဒီအရာဒါပေမဲ့ဖြတ်ရင်လွယ်သလားဆိုတော့မလွယ်ဘူးဖြတ်မယ်ဆိုရင်မတော့ဒီ9ရက်10ရက်မှပြောင်းမတော့အပြီးပိုင်အဲ့ဒါကိုအဲ့ဒီလိုမျိုးမပြောက်ခင်မှာကိုကတအားကြီးခံစားရမယ့်ဝေဒနာဒီအပြုတ်ရည်တန်ဘာဖြစ်လဲဆိုတော့ဒီအပြုတ်ရည်တောက်ပြီးရင်ကိုမတောက်တော့ဘူးဆိုရင်တော့စိတ်ကပျော်ရွှင်မှုလည်းမရှိတော့ဘူးပြီးတော့တကူလုံးနာကြိုက်ခဲဘဲမှလည်းသွားမရဘူးတကယ်လို့ကိုကခရီးထွက်မယ်ခရီးထွက်လာလို့အပြစ်မသွားရတယ်ကွာပြင်မှာသွားပြီးတော့ကိုကအပြစ်မှာရောက်လို့အပြုတ်ရည်မတောက်ရဘူးဆိုရင်ကိုသွားတဲ့နေရာမှာကိုလူမမာသူမျိုးဖြစ်သွားတယ်ပေါ့နော်ကျမ်းမာကြီးမကောင်းတဲ့လူတယောက်လိုမျိုးပဲဖြစ်သွားတယ်ဘဲမှလည်းမသွားနိုင်တော့ဘူးပေါ့နော်အဲ့ဒီရောက်နေတဲ့နေရာမှာအပြုတ်ရည်မရှိဘူးဆိုရင်တော့ကိုဘာကူမှဆက်သွားလို့မရတော့ဘူးဘာဖြစ်လဲစိတ်တွေဆင်းရဲပြီးတော့စိတ်တွေညစ်တယ်ပေါ့နော်ဒီဝေဒနာပေါ့နော်ဒီပြုတ်ရည်ဝေဒနာသူကဘလို့လဲကွာပြောမှဆိုရင်သူ့ကိုမတောက်ရတဲ့ခါကျရင်လူကတကူလုံးကိုကြိုက်တယ်လည်းမဟုတ်ကြိုက်တယ်လို့ချွေးပြန်တယ်လို့တုံးတယ်လို့ဟိုစိတ်မမှန်ဘူးကွာပြောမှဆိုဒီစိတ်ရဟိုကြောင်ကြောက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဘယ်လောက်ထိစိုးကျိုးများတယ်ပေါ့နော်ကောင်းကျိုးကတော့တောက်တဲ့တစ်ချက်လေးမှာပဲပျော်ရွှင်မှုရှိတယ်ပေါ့နော်ခဏလေးသူရဲ့အစိမ်ကုန်ရင်ဘာမှသိမပျော်တော့ပုံမှန်ဖြစ်သွားတယ်ပေါ့နော်တကယ်လို့ကိုကတနေ့ကို4ချိန်တောက်မယ်ဆိုရင်နှစ်ချိန်ပဲတောက်မယ်ဆိုဒါနည်းနည်းထိနာတယ်ပေါ့တကယ်လို့နည်းနည်းမှမတောက်ဆိုပို့တော့ထိနာတယ်ပေါ့အဲ့လိုမရအောင်ဒီအပြုတ်ရည်ကိုဖြတ်မယ်ဆိုရင်ပေါ့နော်ဒီဖြတ်မယ်နီလန်းကတော့ရှိတယ်ပေါ့နော်ဘယ်လိုနီလန်းလဲဆိုတော့တပိဖြည်းနဲ့ short တောက်အောင်ပေါ့နော်ဒီကတရက်နဘူးတောက်မယ်ဆိုရင်တဘူးခွဲကြော်ပေါ့နော်တဘူးခွဲကြော်နေတဘူးခွဲပေါ့နော်တဘူးခွဲနေတဘူးခွဲရဲ့အောက်နည်းနည်းပေါ့နော်အဲ့လိုမျိုး short မှဖြတ်လို့ရတော့ပေါ့ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းကိုထိရမယ်စိတ်မထိဘူးကိုကနည်းနည်းလေးတောက်ပြီးထပ်တောက်ချင်တယ်ထပ်မြတောက်မယ်ဆိုရင်တော့ဒါဖြတ်လို့မရဘူးနော်ကျွန်တော်ဖြတ်လာတာကတော့ဒီအခါပေါ်မနေတော့ဘူးပေါ့နော်ပြန်ဖြတ်တော့ပထမရပြီးပြန်တောက်တယ်ပြန်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတော်တော်လေးကိုအန်တယ်များတဲ့ဒီအရေးမတောက်တာအကောင်းဆုံးပေါ့နော်အခုလိုမျိုးကျွန်တော်လာပြောပြတာဘာမှကျွန်တော်ဖြတ်ပြီးတော့ကျွန်တော်တွေးကြုံနေရတဲ့ဒုက္ခအတွေ့အကြုံတော့ကျွန်တော်လာရှင်းပြပါတော့